ဇတ်တော်အမှတ်3တေရိဝါနီစာဇတ်ယခုဖော်ပြမီဇတ်တော်က950ဇာနီပတ်တော်လာအပနကဝေနိုင်ပါရှိသောတတိယမြောက်ဇတ်တော်ဖြစ်သည့်တေရိဝါနီစာဇတ်ဖြစ်ပေပေဤဇတ်တော်သည်လုံလဝီရိယနှင့်ပတ်သက်၍တော်၎င်းလောဘဒေါသတို့၏အပြစ်ကိုတော်၎င်းဒစ္စာတရား၏တံပိုးကိုတော်၎င်းအလွန်ထင်ရှားစွာမိမောင်းထိုးပြထားသောစတော်ကြီးတစ်ပုဒ်ဖြစ်ပါれအထူးသဖြင့်ဂေါတမမြတ်စွာဘုရားရှင်နှင့်ဒေဝဒတ်တို့၏ရန်ညူးဖွဲ့ရှင်အစာပြူရာဇလန်းဖြစ်သောကြောင့်ဗုဒ္ဓဝင်သမိုင်းတွင်အလွန်အရေးပါသောဇတ်တော်လည်းဖြစ်ပေပေမြတ်စွာဘုရားရှင်သည်တာဝတ္တီပြီးဇေဒဝင်းရွှေကျောင်းတော်၌တည်င်းသုံးစံပေတော်မူစဉ်ကာလဖြစ်၏ထိုချိန်၌သာသနာတော်သို့ဝင်ရောက်လာသောယဟန်တစ်ပါးသည်တရားထုတ်ရာတွင်လုံလဝိရိယရော့နိုင်လာပြီးစိတ်တိုက်ကြဆင်းနေလေသည်ထိုယဟန်သည်ကမ္မထံတရားများကိုစီးဖြန့်အားထုတ်တော်လဲတိုးတက်မှုမရှိဟုထင်မြင်ကာလက်မှန်ချ၍နေ၏ထိုအကြောင်းကိုအခြားယဟန်တို့ကသိရှိကြသဖြင့်မြတ်စွာဘုရားရှင်ထံတော်သို့ထိုယဟန်ကိုခေါ်ဆောင်သွားကြလေသည်မြတ်စွာဘုရားရှင်ကချစ်သားယဟန်တင်ဒီဤမြတ်လောက်သောသာသနာတော်ကြီး၌ဂျုံကြိုက်ပါလျက်အဘယ်ကြောင့်လုံလဝိရိယရော့နေရသနည်းရှေးပညာရှိတို့သည်လုံလဝိရိယရှိသောကြောင့်ရွှေခွက်ကိုရဘူးကုန်ပြီလုံလဝိရိယမရှိသောသူတို့သည်ကရွှေခွက်နှင့်တကွအသက်ကိုပါစွန့်လွတ်ထဲရဘူးပြီဟုမိန့်တော်မူကားအတိတ်ဆက်ကိုစောင့်တော်မူလေသည်လွန်လေပြီးသောအခါကဘာပေါင်း9ကဘာအထ၌တေရိအမည်ရှိသောနိုင်ငံတော်ကြီးတစ်ခုရှိခဲ့ဘူးလေသည်ထိုနိုင်ငံတွင်ရောင်းဝယ်ဖောက်ကားခြင်းဖြင့်အသက်မွေးကြသောကုန်သည်အများရှိကြသည့်အ၌တေရိဝအမည်ရှိသောရပ်ကွက်၌နေထိုင်ကြသောကုန်သည်2ဦးရှိလေပြီထိုကုန်သည်2ဦးစလုံးသည်လှဲ့လေရောင်းချသောကုန်သည်ခေါ်ရွက်ပိုးရောင်းချသူများဖြစ်ကြသည်သူတို့သည်အိုးကွက်ပန်းကန်များလောဝိယတနာတုများပုတိစေအများကိုရောင်းချလေရှိကြသည်ထိုကုန်သည်2ဦးအနက်တဦးကဖျားလောင်းထီ၍ရိုးသားဖြောင်မတ်သောစိတ်ထားရှိ၏ကြံတဦးကနောက်အခါဒေဝဒလောင်းထီ၍လောဘကြီးခြင်းကောက်ကျစ်စင်လေခြင်းမယူးဖြောင့်ခြင်းတို့ဖြင့်ပြည့်စုံသူဖြစ်သည်သူတို့2ဦးစလုံးသည်စေဒီဝဟုသောအမိခိုပင်ခံယူထားကြတော့လေစိတ်ထားခြင်းကမိုးနှင့်မြေပမာကွာခြားလာပေသည်တခါတော့ထိုကုန်သည်2ဦးတို့သည်ကုန်ပစ္စည်းများကိုအပြည့်အစုံယူဆောင်လေအန္တပူရာမီသောမြို့ကြီးကမြို့သို့ရောင်းဝယ်ဖောက်ကားရန်ခရီးထွက်ခဲ့ကြသည်သူတို့သည်တေလဝါဟမြစ်ကိုဖြတ်ကူးကြရသည်မြစ်ကိုကူး၍အန္တပူရာမြို့သို့ရောက်သောအခါမြို့တွင်၌ရောင်းဝယ်ဖောက်ကားရန်အတိုက်နေရာများကိုညီနှိုင်းတိုင်ပင်ကြလေတဲ့ကုန်တယ်လောကတဘာဝအရာတဦးဝင်သောလမ်းကြားကိုနောက်တဦးကချက်ချင်းမဝင်ရထို့ထွက်သွားမှသာနောက်တဦးဝင်ရမည်ဟုသဘောတူညီချက်ထားရှိကြတယ်ထို့ကြောင့်သူတို့သည်မြို့၏လမ်းမကြီးများလမ်းကြားများကိုအညီများခွဲဝေယူကြပြီးမိမိတို့ရရှိသောလမ်းများအတိုင်းအတီးတီးလှဲ့လေရောင်းချကြလေတယ်ထိုအန္တပူရာမြို့တွင်ရှေးရခင်ကအလွန်ချမ်းသာကွယ်ဝခဲ့သောတထေးကြီးတဦး၏အင်ကြီးတအိမ်ရှိလေသည်သို့တော့လောကဒဏ်တရားတို့၏ရိုက်ခတ်မှုကြောင့်ထိုတထေးမျိုးဆက်သည်တဖြည်းဖြည်းမွဲတေလာခဲ့ရာယခုအခါတွင်မူထိုအင်ကြီးသည်ဟောင်းနွမ်းဆွေးမြစ်နေပြီဖြစ်သည်အင်ကြီးထဲတွင်အခြားသူမရှိအိုမေးမစွမ်းသောအဖွားအိုတဦးနှင့်သူမ၏မြေးမလေးတဦးသာနေထိုင်ကြသည်သူတို့သည်သူတစ်ပါးအိမ်၌ကြုံရာချပန်းအလုံးလို့၍ရသောလှုပ်အားခါလေးဖြင့်မဝေးရေစာစားတောင်းနေကြရသောဘဝသို့ရောက်ရှိနေကြရှာသည်သို့သောထိုအိမ်တွင်ရှေးကတထေးဘဝက30ခဲသောအဖိုးတန်ပစ္စည်းအချို့ကျန်ရစ်ခဲ့သည်ထိုအထဲတွင်ရွှေထင်းပြုလုပ်ထားသောထမင်းစားခွက်ကြီးတစ်ခုလည်းပါဝင်သည်သို့သောနဂါလကြာမင်းစွာအတုံမပြူဘဲပြထားခဲ့သဖြင့်ထိုရွှေကွက်သည်ညစ်ပေစွန်ထင်းလည်းရှိသည်အိုမဲများဖုံများတက်နေသဖြင့်ရွှေကွက်မှန်းမတည်ထားတော့ပဲတာမန်မြေကွက်ညင်ညင်တန်ခွက်ညင်ညင်ကဲ့သို့သာဖြစ်နေလေသည်အဖွားအိုနှင့်မြေမလီတို့ကိုယ်တိုင်လည်းဤကွက်သည်ရွှေခွက်ဖြစ်ကြောင်းမသိရှိကြပြီ၎င်းကိုအိမ်ထောက်တနေရာတွင်အခြားသောအိုးခွက်အကျိုးအပဲများနှင့်အတူစုပုံထားလိရှိသည်ထိုနည်းတွင်လောဘကြီးသောဂုံတိမိုက်သည်
ထိုအိမ်ရှိရာလမ်းကြားသို့ရှေးဥစွာရောက်ရှိလာခဲ့သည်သူသည်အိုးခွက်တီရောက်မယ်ပူတီတီရောက်မယ်ဟုအော်ဟစ်ကလမ်းလျှောက်လာသည်ထိုအတန်ကိုကြားသောအခါမြင်းမလေးသည်အဖွားဖြစ်သူအားပူစာလေတော့သည်အဖွားသမီးကိုတန်စာပလာလေးတစ်ခုလောက်ဝယ်ပေးပါနော်ဟုမြင်းမလေးကတောင်းပန်၏အဖွားအိုကတက်တင်းချလျက်မြင်းရဲ့ငါတို့မှာစင်းမြဲသားသည်ပါဘာပစ္စည်းဥစားမှလဲเสียမရှိဘူးပိုက်ဆံလည်းမရှိဘူးဘယ်လိုလိုဝယ်ပေးနိုင်မှာလဲဟုဆိုရှာသည်ထိုအခါမြင်းမလေးကအိမ်ထောင်ရှိအိုးခွက်ပုံထဲမှာညစ်ပေနေတော့ခွက်တစ်ခွက်ကိုယူလာပြီးအဖွားဒီခွက်ကငါတို့လည်းမသုံးတော့ပါဘူးဒီခွက်အစုပ်လေးနဲ့လဲလူရမလားမေးကြည့်ပါလားဟုပြောလေသည်အဖွားအိုသည်မြင်းမလေး၏စန္ဒာကိုမလွန်ဆန်နိုင်သဖြင့်ကုန်းတယ်ကိုအိမ်ရှိသို့ခေါ်လိုက်သည်အဖွားအိုကကုန်းတဲ့အားထိုခွက်ညစ်ကိုပြတာပြီးအရှင်ကုန်းတဲ့ဤခွက်ကိုယူ၍ဤကလေးမလေးစိတ်ချမ်းသာယုံများတန်စာပလာလေးတစ်ခုခုပေးသနာပါလော့ဟုယဉ်ကျေးစွာပြောကြလေသည်လောဘကြီးသောကုန်းတဲ့သည်ခွက်ကိုလွှမ်းယူလိုက်သည်ခွက်သည်လေးလန်းနေသဖြင့်သူ့ရဲ့စိတ်ထဲတွင်တန်တရားဝင်သွားသည်ဤခွက်သည်တာမန်ခွက်မဟုတ်တန်ရဟုတွေးလျက်အက်တချောင်းခင်ခွက်ဤအောက်ခြေကိုမတိမတာချစ်ကြည့်လိုက်သည်ထိုအခါဝင်းလက်တောက်ပါသောရွှေသားကိုတွေးလိုက်ရလေသည်ဟာဒါရွှေခွက်အစ်စ်ပဲတန်ဖိုးအဖြစ်အတပြတသိန်းမကတန်ဖိုးချီတာပဲဟုသူ့ရဲ့စိတ်ထဲတွင်အလုံးဝမ်းသာသွားသည်တော်သူ့၏ရုပ်မာသောစိတ်ထက်သည်ချက်ချင်းပင်အလုတ်လုတ်လေတော့သည်ငါဒီခွက်ကိုရွှေခွက်မှန်တီးတာအောင်လုပ်လို့မဖြစ်ဘူးတကယ်လို့ရွှေခွက်မှန်တီးရင်ငါအများကြီးပေးဝယ်ဟာလိမ့်မယ်အခုတော့ဒီအဖွားကြီးနဲ့ခလေးမကဒါကိုရွှေခွက်မှန်မတီးကြဘူးဒါကြောင့်ငါကဒါကိုဘာမှတန်ဖိုးမရှိတဲ့အမိုက်တစ်ဖွဲပြောပြီးပစ်ချလိုက်မယ်ပြီးမှတပတ်ပြန်လဲလာပြီးဘာမှမတန်းတဲ့ပစ္စည်းလေးတစ်ခုနဲ့အလကိုင်းနီးပါလဲယူမယ်ဟုကြံစည်လေသည်ထို့ကြောင့်ကုံသေးမိုက်သည်ဟန်ဆောင်ဒေါသထွက်ပြပြီးဟဲ့အဖွားကြီးဒီခွက်ကဘာမှတန်ဖိုးမရှိတဲ့ခွက်စုခွက်ပြကြီးဖဲဒါကိုပေးပြီးဘာပစ္စည်းလိုချင်ရတာလဲအပြတူရဲ့တပဲတောင်မတန်ဘူးဟိုအော်ဟစ်ကရွှေခွက်ကိုမြေကြီးပေါ်သို့ပစ်ချလိုက်လေထို့နောက်နေရာမှာထွက်ခွာသွားလေသူ့ရဲ့အကျဲမှာခိတမြကြလင်ပြန်လာပြီးအတင်းအချက်ဈေးနှင်ကယူမီဟူ၍ချစ်သည်လောဘကြီးသောကုံသည်ထွက်ခွာသွားပြီးမကြာမီတွင်ဖျားလောင်းကုံသည်ထိုလန်းကြားသို့ကြောက်ရှိလာလေကုံသည်တို့၏ထုံးစံအရာရှေးလူဆွန့်ခွာသွားသောလမ်းကိုနောက်လူဝင်ရောက်ခွင့်ရှိသည်ထရာဖျားလောင်းသည်ထိုအိမ်ရှိသို့ရောက်လာ၏အိုးခွက်တွေရောင်းမယ်ယတနာတွေရောင်းမယ်ဟူအော်ဟစ်တန်ကိုကြားပြန်သောအခါမီးမလေးသည်အဖွားဖြစ်သူအားထပ်မံပူစားပြန်လေအဖွားနောက်ထပ်ကုံတဲ့တရားလာပြန်မည်ဒီတခါတော့ရမလားမေးကြည့်ပါဦးနော်ဟုဆို၏အဖွားကမင်းရဲ့စောစောကကုံတဲ့ကဒီခွက်ကိုဘာမှမတန်ဘူးဆိုပြီးမြေကြီးပေါ်ပစ်ချသွားခဲ့ပြီပဲအခုလာတဲ့ကုံတဲ့ကတော့လဲပြီးပါမလားဟုစူးရင်စွာဆို၏အဖွားရဲ့စောစောကကုံတဲ့ကရုပ်ရည်လဲကြမ်းတမ်းတယ်စကားပြောလဲကြမ်းတမ်းတယ်အခုကုံတဲ့ကတော့ရုပ်ရည်လဲတစ်လွင်တယ်အတန်လဲตายရတယ်ကြီးညိုစရာကောင်းတယ်သူကတော့ယူကောင်းယူပါလိမ့်နဲ့ဟုမြင်းမလေးကအကျိုးအကြောင်းပြလေ၏ထိုအခါအဖွားအိုသည်ဖျားလောင်းကုံတဲ့ကိုအိမ်သို့ဖိတ်ခေါ်လိုက်၏အိမ်ပေါ်သို့ရောက်သောအခါဖျားလောင်းအားနေရာပေးပြီးထိုခွက်ညစ်ကိုပြတာကအရှင်ကုံတဲ့ဤခွက်ကိုယူ၍ခလိမလီအတရာအစဉ်ပြေရာတစ်ခုခုပေးပါလို့ဟုပြောဆိုလေသည်ဖျားလောင်းသည်ခွက်ကိုလက်ထဲသို့ယူလိုက်သည်နဲ့တပြိုင်နက်လီလန်တို့အလေးချင်းနဲ့အထီတွေကြောင့်ရွှေခွက်မှန်တန်း၍တီးလိုက်လေသည်တေချာစီရန်စစ်ဆေးကြည့်သောအခါရွှေအစစ်ထစ်ကြောင့်တီးရသဖြင့်အဖွားအိုအားယိုသေးစွာဖြင့်ဤသို့အမှန်အတိုင်းပြောကြားလေသည်အဖွားအိုဤခွက်တီတာမန်ခွက်မဟုတ်ပါအလွန်တန်ဖိုးကြီးမားသောရွှေခွက်ဖြစ်ပါစေတန်ဖိုးအပြင်အတပြားတသိန်းထက်မကတန်ဖိုးရှိပါစေကျွန်ုပ်၏လက်ထဲတွင်ရှိသောကုန်ပစ္စည်းအလုံးနှင့်ငွေကြီးအလုံးပေါင်းလိုက်လျင်ပင်ဤရွှေခွက်ဤတန်ဖိုးကိုမမီနိုင်ပါအဖွားအိုနှင့်မြင်းမလေးတို့သည်အန်တော်မင်းသက်သွားကြသည်အဖွားအိုကအရှင်ကုန်းတဲ့စောစောကလာသွားသောကုန်းတဲ့ကတော့ဤခွက်သည်ဘာမျှတန်ဖိုးမရှိတပဲသားမျှပင်မတန်ဟုဆိုကမြေကြီးပေါ်သို့ပစ်ချသွားခဲ့ပါစေယခုအရှင်ကုန်းတဲ့လက်ရောက်မှပင်ဤခွက်သည်ရွှေခွက်ဖြစ်သွားရလေသလားဒါဟာအရှင်ကုန်းတဲ့ရဲ့ဖုံးကန်ကြောင့်ရွှေဖြစ်သွားတာဖြစ်မှာပါ။ဒါကြောင့်ဒီရွှေခွက်ကိုအရှင်ကုန်းတဲ့ပဲယူပါ။ကျမတို့တို့တင့်တော်ရာငွေကြေးပစ္စည်းလေးသာပေးပါတော့ဟုဝမ်းသာအားရပြောလေသည်။ဖះလောင်းနီစိတ်ထားဖြောင့်မတ်တူပြီးသူတစ်ပါးပစ္စည်းကိုမတရားမလိုခြင်းပေ
ထို့ကြောင့်သူ့ရဲ့လက်ထဲတွင်ရှိသောအားတပြား900နဲ့တန်ဖိုး900ထိုက်တန်သောကုန်ပစ္စည်းအလုံးကိုအဖွားအိုအားပေးအပ်လိုက်လေသည်သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းများထဲမှချိန်ခွင်အိမ်နဲ့အားတပြား10ပြားကိုသာလမ်းစရိတ်အထိပြန်လဲတောင်းယူထားလိုက်သည်အဖွားကျွန်ုပ်တွင်ပါသမျှအငွေ900နဲ့ကုန်ပစ္စည်း900ဖို့စုစုပေါင်း1000ကိုယူပါကျွန်ုပ်တို့ကူးထုတ်ခန့်နဲ့လန်စီအပြားတစ်ပြားကိုသာပြန်ပေးပါဟုပြောဆိုကအယောင်ဝယ်ပြုလုပ်ခဲ့လေအဖွားအိုနှင့်မြေမလေးတို့သည်လည်းမြောက်စွာကျေးဇူးတင်ကြလေသည်ဖျားလောင်းသည်ရွှေခွက်ကိုယူဆောင်၍မြစ်စိတ်သို့အမြန်ထွက်ခွာသွားလေသည်ဖျားလောင်းထွက်ခွာသွားပြီးမကြာမီအချိန်တွင်လောဘကြီးသောကုန်သည်ဟိုအဖွားအိုတို့တော်ငါ့ကိုမျော်လင့်လောက်ပြီးဟိုတွေ့ကအိမ်သို့ပြန်ရောက်လာလေသည်ဖွားကြီးတင်းရဲ့ခွက်စုပ်ကိုယူခဲ့ချီငါဘက်ကနည်းနည်းပါးပါးပေးပြီးယူသွားလိုက်မယ်ဟုမောင်းမစွာပြောဆိုလေသည်ထိုအခါအဖွားအိုသည်ဒေါသထွက်စွာဖြင့်တကားအိုသို့ထွက်လာပြီးဟဲ့ကုန်တယ်မိုက်တင်ကငါတို့ရဲ့ရွှေခွက်ကိုဘာမှမတန်တဲ့ခွက်စုပ်ပါဆိုပြီးမြေကြီးပေါ်ပြစ်ချသွားခဲ့တယ်မဟုတ်လားတင်နောက်မှရောက်လာတဲ့တရားနဲ့ပြည့်စုံတဲ့ကုန်တယ်ကောင်းတစ်ယောက်ကတော့ငါရဲ့ခွက်ကိုရွှေခွက်မှန်းတီးပြီးအသက်ပြာထောင်ဘူးပေးဝယ်သွားပြီးတင်ကြောင့်ငါတို့နစ်နာမလို့ဖြစ်ခဲ့ရတယ်ဟုကြိမ်မောင်းလိုက်လေသည်ထိုစကားကိုကြားလိုက်ရသောအခါလောဘကြီးသောကုန်တယ်သည်မိုးကြိုးဖြစ်ခံလိုက်ရတဲ့ကဲ့သို့ဖြစ်သွားလေသည်ဟာငါမားလေစောအသက်ပြာတသိန်းတန်ရွှေခွက်ကြီးငါလက်ကလွတ်သွားပြီငါဥစ္စာကိုဟိုကောင်လူယူသွားပြီဟုအော်ဟစ်ကယူချုံမရဖြစ်လေတော့သည်သူ၏လောဘစိတ်ကြောင့်ဖြစ်ပေါ်လာသောဒေါကမီသည်တကူလုံးကိုလောင်ကျွမ်းစေတော်သည်စိတ်ထိခိုက်လွန်သဖြင့်တတိလွတ်သွားကသူ၏လက်ထဲရှိအတပြားအိမ်နှင့်ကုန်ပစ္စည်းများကိုအိမ်ဝင်းပေါက်တွင်ပစ်ချခဲ့သည်ဝိယုံထားသောအဝတ်အစားများကိုလည်းချွတ်ပစ်လိုက်သည်လက်ထဲတွင်ချိန်ဝင်ရိုးတံကိုတုတ်အဖြစ်ဂိုင်းဆောင်လျက်ဖျားလောင်းနှုတ်သောအပြေးလိုက်လေတော်သည်ဟေးရက်လိုက်စမ်းငါရွှေခွက်ကိုပြန်ပေးဟုအိုဟိကမြစ်စိတ်သောပြေးလေသည်မြစ်စိတ်သောရောက်သောအခါဖျားလောင်းသည်လေပေါ်သောရောက်နေပြီဖြစ်ပြီးလေသည်လည်းကမ်းမှခွာနေပြီဖြစ်သည်လောဘကြီးသောကုန်သေးသည်ကမ်းပါးမှနေ၍ဟေးလေကိုပြန်လဲပေးစမ်းဟုလက်ကပြကအော်ဟစ်လေသည်ဖျားလောင်းကလေသမားအားမလဲပါနဲ့ရှေးသို့သာဆက်သွားပါဟုပြောသဖြင့်လေသည်တဖြည်းဖြည်းဝေးကွာသွားလေသည်ကန်ဆက်တွင်ချမ်းရစ်ခေသောကုန်သေးမိုက်သည်ဖျားလောင်းကိုကြည့်ရင်အလွန်အမင်းဒေါသထွန်းလာသည်ရွှေခွက်ကိုမရလိုက်ခြင်းပြိုင်ဘက်ကရသွားခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောစိတ်ပူပန်မှုဒေါသတောကတို့သည်ရင်ထဲတွင်အရှိန်အဟုန်ပြင်းစွာစူးဖွက်လာသည်ထိုဒေါသအရှိန်ကြောင့်သူ့ရဲ့နှလုံးသည်ပူလောင်လာပြီးပါးစပ်မှသွေးဖွက်ဖွက်အန်လေတော့သည်ငါပစ္စည်းကိုယူသွားတဲ့ကောင်ငါ့ကိုလောင်ပြောင်သွားတဲ့ကောင်နောင်ဘဝဆက်တိုင်းတင့်ကိုငါလက်စားချေမယ်တင့်ကိုရန်ညိုးဖွဲ့လေဟုရင်ဘက်ကိုထုကကျင်းစားတိုက်ရင်နေရာတွင်ပင်ရင်ကွဲနားကြကတေဆုံးသွားလေတော့သည်ဤဒီကဖျားလောင်းအားဒေဝဒတ်ကပထမဆုံးအချိန်ရန်ညိုးဖွဲ့လိုက်ခြင်းဖြစ်ပေသည်ဖျားလောင်းကုန်တဲ့ကရွှေခွက်ကိုရောင်းချ၍ကုသိုလ်ကောင်းမှုများပြုလုပ်ကတက်တန်းကုန်သောအခါကောင်းရာသူကတိသို့လာလေသည်မြတ်စွာဘုရားရှင်သည်ဤအတိတ်ဇတ်လမ်းကိုဟောကြားတော်မူပြီးနောက်သစ္စာတရားတို့ကိုပြသတော်မူ၏ထို့နောက်ဇက်ကိုပေါင်းတော်မူလေသည်ချစ်သားယဟန်ထိုအချိန်ကမိုက်မဲသောလောဘကြီးသည်ဂုံးတဲ့သည်ယခုအခါ၌ဒေဝတဖြစ်လာသည်ပညာရှိ၍ယောသားသောကုန်တယ်ဒီကယခုအခါငါဖျားဂေါတမဖြစ်လာသည်မြတ်စွာဘုရားရှင်ကဆက်လက်၍ချစ်သားယဟန်တင်သည်ယခုအခါ၌လုံလဝီလီယာကိုလက်လျှော့လိုက်လင်ဟိုကုန်တယ်မိုက်ခဲသောပင်တန်ဖူးရှိသောအလိယမက်ဖို့ယတနာများကိုလက်လွတ်ဆုံးရှုံးရလိမ့်မည်လုံလဝီလီယာရှိသူတို့သာလျှင်ပညာရှိကုန်တယ်ကဲ့သို့အကျိုးစီးပွားကိုရနိုင်ပေသည်ဟုဆိုဆုံးမတော်မူလေသည်ထိုအခါလုံလဝီလီယာရော့တဲနေသောယဟန်သည်တရားတော်ကိုနာကြားရပြီးနောက်တတိအတန်ဝေကအရာရှိကတရားအားထုတ်သဖြင့်မကြမီပင်ယဟန္တာအထီသို့ရောက်ရှိသွားလေသည်ဤသေဒီဝါနိကြာစားတော်မှာပေးသောသင်ခန်းစာများမှာအလွန်လေနက်လာပါသည်လောဘကြီးသောကုန်သည်သည်ရွှေခွက်ကိုတွေးလျက်နှင့်လောဘဇောတိုက်ကမတရားလိုချင်သဖြင့်နောက်ဆုံးတွင်ရွှေခွက်ကိုလည်းမရအသက်ပါဆုံးရှုံးခဲ့ရသည်လောဘကနှိပ်စက်ပြာတိပြာကျပျက်စီးရဟူသောစကားအတိုင်းဖြစ်သည်ဖျားလောင်းကုန်သည်သည်ရိုးသားစွာပြောဆိုဆက်ဆံသဖြင့်ရွှေခွက်ကိုပိုင်ဆိုင်ရယုံသားမက
မိမိ၏ဂုဏ်သိက္ခာကိုလည်းထိမ့်သိမ့်နိုင်ခဲ့သည်ရိုးသားခြင်းသည်အကောင်းဆုံးသောမူဝါဒဆိုသည်မှာထင်ရှားလာသည်အခွင့်အရေးတစ်ခုရောက်လာသောအခါလုံလဝီရိယရှိရှိဉာဏ်ပညာရှိရှိဆုံးဖြတ်ချက်ချနိုင်ရန်လိုအပ်ကြောင်းပြသနေသည် တန်တရာတလျှောက်ဖျားလောင်းဟာဒီယိုထက်ကရန်ညိုးထားခဲ့ခြင်းသည်ဤဘဝမှစတင်ခဲ့ကြောင်းမတဖွဲ့တွေ့ရှိရသည်ဒေါသနှင့်မနာလိုမှုသည်မိမိကိုယ်ကိုယ်သာပြန်လဲလောင်ကျွမ်းစေတတ်သောမိချစ်သည်ဤဇတ်တော်သည်ဘုဒ္ဓဘာသာဝင်တို့အတွက်ကူးခြင်းတရားစီးပွားရှာဖွေခြင်းနှင့်စိတ်နေသဘောထားဆိုင်ရာအဖို့တန်သောလမ်းညွှန်ချက်များကိုပေးစွမ်းနေသောဇတ်တော်ကြီးတစ်ပုဒ်ချစ်ပါသည်စေရီဝါနီဇာဇတ်ပြီးပါပြီ